ပါတယ်အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်တက်ရှင်တဲ့ဖခင်ကိုကျမတို့သူတကွချီးမွမ်းမယ်အားလုံးမတက်ရရအောင်တကယ်လို့မတက်မရနိုင်ဘူးမကြမ်းပါဘူးဆိုရင်ထိုင်လို့ရတယ်နော်ကျမတို့ချီးမွမ်းခြင်းမသွားခင်မှာ23ခုမြောက်တော့စာလံအပိုင်းငယ်29မှာပြောလဲဆိုတော့အကေစင်စစ်တဲ့ကိုတော်နဲ့ဝေးဝေးနေတော့သူဒီတဲ့ပစ္စည်းချင်းတို့ရောက်ရကြပါ၏တဲ့နော်တမန်ကျမ်းစာအတိအကျကိုဖော်ပြထားတယ်တကယ်ကိုတမန်ကျမ်းစာဖျားသခင်နဲ့ဝေးဝေးနေတော့သူဒီပစ္စည်းချင်းတို့ရောက်ရင်ရောက်မယ်မပြောဘူးနော်ဖျားသခင်နဲ့ဝေးဝေးနေတော့သူဒီပစ္စည်းချင်းတို့ရောက်ရကြ၏တဲ့ဒီနေ့ကျမတို့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုဒီနေ့ကျမတို့ project 2025အကြောင်းသိတဲ့သူများရှိလားမသိဘူးဒီထဲမှာမသိကြအောင်နော် project 2025ဆိုတာလေ2024 democratic တွေမဲဆွေတော့ကအရန်ကိုပြောတဲ့ဟာဖြစ်တယ်နော်သူတို့တအားကြောက်တဲ့ဟာဒီ project 2025ဆိုတာသူတို့ရဲ့ headquarter DC မှာရှိတယ်သူတို့ကဘာလဲဆိုscientist တွေ mathematics တွေနော်တကယ်ကျမ်းစာတတ်တဲ့လူတွေပေါင်းပြီးတော့ရေးထားတဲ့စာအုပ်ဖြစ်တယ်အဲ့ထဲမှာဘာလဲဆိုတော့ဘာလဲဆိုတော့ဒီ2025ခုနှစ်ကစပြီး American သမ္မတတွေကိုလိုက်နာစေခြင်းနဲ့အကြောင်းအရာတွေကိုရေးထားတာဖြစ်တယ်ကျမတို့အရာတွေကိုဖတ်ခြင်းအဖြစ်နော်နောက်ပြီးတော့ကျမတို့ရဲ့ဘေးပတ်ဝန်းကျင်ကြည့်မယ်ကျမ်းစာဖတ်မယ်ဆိုဘုရားသခင်ကဒုတိယအကြိမ်ပြန်လာတော့မယ်ဆိုတာကျမတို့ကောင်းကောင်းသိနိုင်တယ်ရှင်မကိုထဲမှာပြောလဲဆိုတော့ကောင်းကင်နဲ့မိကြီးမတီတော့လေတဲ့ငါစကားတီလိမ့်မည်တဲ့တမန်ကျမ်းစာဆိုတာကျမတို့ဒဏ္ဍာရီတပုတ်မဟုတ်ဘူးကျမတို့နှလုံးသားမာရမယ့်အချိန်မဟုတ်တော့ဘူးကျမတို့ဒီအချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကိုကျမတို့မျှော်လင့်ရမယ့်အချိန်ဖြစ်တယ်ထိုအရှင်ကိုကျမတို့တောင်းတရမယ့်အချိန်ဖြစ်ပြီးရောက်လာပြီဖြစ်တယ်နောက်ဆုံးတော့ကာလရောက်လာပြီဖြစ်တယ်ဖျားသခင်ကိုမသိတော့သူဟာပျက်စီးခြင်းတော့ရောက်ရမယ်မန်တော်လေစာလံ67မှာဖျားသခင်ကိုနိုင်ခိုးလုံတော့သူဟာတင်းရဲ့အနားမှာလူ1000တင်းရဲ့လက်ရဘက်မှာလူ1000လဲတော့လေတင်းကိုမထီမခိုက်စေရတဲ့အာမင်ကျမတို့အားလုံးဒီနေ့နှလုံးသားတကားတွေကိုဖွင့်နေကျမတို့ထို့အသက်ရှင်တဲ့ဘုရားကိုကျမတို့သူ့တကွာချီးမွမ်းကြရအောင်
က
ကျွန်တော်ကရွေးချယ်သူတခင်ရဲ့ချစ်ကကျွန်တော်တို့လုံးရှင်းစေတွေ့နေရွေးကယူကြောင်မခဲစေသူကိုယ်တော်ကောင်းမြတ်ပါတယ်ကောင်းမြတ်တော်ပါတယ်ကိုယ်တော်ရှင်နာဒီနေ့စိုးရင်ကြောက်ရွံ့ခြင်းနဲ့ရောက်လာတဲ့သူတွေအဲ့ဒီစိတ်နဲ့ရောက်လာတဲ့သူတွေဖခင်သခင်ကဒီနေ့မိတ်ဆွေကျမတို့ပြောနေတယ်ငြိမ်ဝတ်စွာနေပါငါသားငါသမီးငါဟာအဘေကဲ့သို့တော်ဖခင်ဖြစ်ကြောင်းကိုသိမှတ်တော်မူပါတဲ့အာမင်ကျမတို့ဘလောက်ပဲလိုင်းလုံးတွေထားပါစေဒီနေ့ငြိမ်သက်ခြင်းကိုပေးတဲ့ဖခင်သခင်ကိုကျမတို့ကိုယ်ကိုယ်နေရဖြစ်တယ်တ
参见。 ဝန်ခံကြရအောင်မိတ်ဆွေ 西巴内， မောင်တိုင်းတွေရဲ့ထုံးစားတဲ့ဖခင်ကိုကျွန်တော်တို့ချီးမွမ်းမယ်ဟာလေလုယာကို 我 တော်ကောင်း 哦 တဲ့ so 心 မိတ်ဆွေ 来 တော်အပြည့်ဝန်ခံပါ 对波， ကိုရောရှင် 先交到 ငြိမ်ဝလဲ 我先交到你我脸，我先交到你我脸， အာမင်ဟာလေလုယာကျမတို့မုန်တိုင်းတွေရဲ့ထက်မှာစိုးစားတဲ့ဖခင်ကိုကျမတို့ချီးမွမ်းတာဖြစ်တယ်ဟာလေလုယာကျမတို့နှုတ်အားဖြင့်ဝန်ခံမယ်နော်ကျမတို့ဒီနေ့အတန်ရှင်းဆုံးသောဖခင်ဘုံတကူအနန္တနဲ့ပြည့်စုံတဲ့ဖခင်ကိုကျမတို့အားရပါရနဲ့ချီးမွမ်းမယ်ဟာလေလုယာ ကျွန်ုပ်တွေမြင်တဲ့ကောင်းမြတ်ဆုံးဖျားအာယုလေးစားမနေပြီးမို့ချုပ်ပြီးတိုင်းကိုကိုရာကျွန်ုပ်ရဲ့ဖျားခေရဲ့ချေသူခင်ယူနာများလုံလောက်ခဲ့တဲ့ဝန်လေးရဲ့တိုင်းမှာအမြင့်ဆုံးသောဖျားခွေကခေမြတ်ပေါသောဌာနမှာနေရာကြောင့်ဟိုငါဝိညာဉ်ကိုတော်ကိုချီးမွမ်းစေကိုတော်တာလေကဲတဲ့ပါရှိဟိုငါဝိညာဉ်ကဲတဲ့ရှင်အားချီးမွမ်းချီးမြတ်တော်မူချီးမြတ်မှုပဲ ရှိဆုံးသောဘုန်းကိုအာနာကျွန်ုပ်တဲ့မြတ်တဲ့ကောင်းမြတ်ဆုံးဖျားအာယုလေးစားမနေမီမို့ချုပ်ဒီတိုင်းကိုကိုရာကျွန်ုပ်ရဲ့ဖျားခေရဲ့ချေသူခင်ကလူနာများလုံလောက်ခဲ့ကျွန်ုပ်ဘဝနေ့ရဲ့တိုင်းမှာအပြည့်စုံသောဖျားခွေကချီးမြတ်တော်တော်သာမှာတရားချာ Oh, ngà quy nhĩ cô đó cô chi hoa xì cô đó cha lệ kẻ tế bài xì Oh, ngà quy nhĩ cô đó chi chi ngoan chi nhẹ cho mu chi nhẹ mu bì
မင်ကျမတို့တပါပတိကိုရဲ့လက်ထဲကိုဆက်လက်ပြီးတော့အနံပါတယ်ရှင်မွန်ကိုကိုချင်းမှာပို့ဆောင်သွားတဲ့လူငယ်